ဒါကြောင့် Antichrist ရဲ့ empire ဒီဘာဘလုံကပေါ်လာမယ်လို့ကျွန်တော်တို့ယူဆရတယ်။ဘာကြောင့်လဲဆိုတော့ Israel နဲ့ကျွန်တော်ခုနပြောတဲ့ဘေးဒဏ်ကြီးအစမှာ Peace Treaty မလာခင်မှာဖြစ်မဲ့စစ်ပွဲအဲ့စစ်ပွဲမှာလာတဲ့နိုင်ငံတွေကိုကြည့်ကြည့်ပါ Middle East ကနိုင်ငံတွေနဲ့ Northern Africa နဲ့မြောက်ပိုင်းနိုင်ငံတွေနဲ့လာတယ်။မြောက်ပိုင်းဆိုတာဒါအပေါ်ဘက်ကတူရကီတို့ဘက်ကကြောင့် Iran နဲ့ Israel နဲ့တိုက်ပွဲဒီ Northern Africa နဲ့ Israel နဲ့တိုက်ပွဲဒီ Middle East မှာရှိတဲ့ဒီမြောက်ပိုင်းနိုင်ငံအဲ့နိုင်ငံတွေကနေပြီးတော့ဒီအရှေ့နိုင်ငံတွေကနေလာတိုက်တဲ့တိုက်ပွဲရေစကြည်လ38မှာပါတဲ့စစ်ပွဲမဖြစ်သေးရင်ခုနဘေးဒဏ်ကြီး9နှစ်ရဲ့ငြိမ်းချမ်းရေးစာချုပ်ကမဖြစ်တော့သေးဘူးလို့ကျွန်တော်တို့ကထင်ရတယ်ဘေးဒဏ်9နှစ်အစမှာဖြစ်မဲ့အဲ့တော့ဘေးဒဏ်9နှစ်အစမှာဖြစ်မဲ့စာချုပ်ငြိမ်းချမ်းရေးစာချုပ်တတဲ့မှာအများသောသူတွေနဲ့အများသောနိုင်ငံတွေနဲ့ပြည်ညင်ဖွဲ့ခြင်းရှိမယ်ဆိုတဲ့ငြိမ်းချမ်းရေးစာချုပ် Peace Treaty ဒီအဲ့ဒီရေစကြည်လ38 39မှာပါတဲ့စစ်ပွဲပြီးသွားတဲ့အခါမှာအဲ့ဒီ Peace Treaty ကအစပြုသွားလိမ့်မယ်။ဘာကြောင့်လဲဆိုတော့အဲ့စစ်ပွဲမှာ Israel ကိုလာတိုက်တဲ့နိုင်ငံတွေက Israel ကိုရှုံးသွားတယ်။ဖျားသခင်ရဲ့မဆခြင်းလည်းပါတဲ့အတွက်အဲ့မှာလာတိုက်မဲ့နိုင်ငံအဓိကနိုင်ငံတွေ Iran ဖြစ်တယ်။ Iran နဲ့အတူပါလာမဲ့နိုင်ငံတွေကခုနပြောတဲ့ကျွန်တော်လစ်ဗျားပါလာလိမ့်မယ်။ Ethiopia ပါလာလိမ့်မယ်။နော်သူတို့လာတိုက်တဲ့အခါမှာပြီးမြောက်ပိုင်းနိုင်ငံလို့လည်းပြောတယ်။သူတို့လာတိုက်တဲ့အခါမှာဘယ်သူနိုင်မလဲဆိုတော့အဲ့စစ်ပွဲမှာ Israel နိုင်လိမ့်မယ်။ဒါ Israel နိုင်သွားတဲ့အချိန်မှာရေစကြည်လ39အရာရေစကြည်လ39တောက်လျှောက်ဖတ်သွားခြင်းဘာတွေ့ရလဲဆိုတော့9နှစ်လုံးနဲ့စစ်မတိုက်တော့ဘူးလို့သူတို့ကြေညာလိမ့်မယ်9နှစ်ဘာကြောင့်9နှစ်လို့အတိအကျကျမ်းစာဖော်ပြလဲဆိုတော့ဒါ Peace Treaty ဖြစ်တယ်လက်နက်တွေကိုသူတို့မီးရှို့မယ်လို့ပြောတယ်သူတို့ Peace Treaty လို့ပြောတဲ့ငြိမ်းချမ်းရေးသဘောတူ9နှစ်ငါတို့မတိုက်တော့ဘူးငါတို့သဘောတူစာချုပ်ချုပ်လိုက်အဲ့9နှစ်မှာစာချုပ်ထဲမှာဘယ်သူပါမလဲဆိုတော့တရက်ကြရင်တစ္ဆာဖောက်သွားမယ်စာချုပ်ကိုဖျက်သိမ်းမယ်ဒီသဘောတူငြိမ်းချမ်းရေးယူထားတဲ့နိုင်ငံတွေကသဘောတူထားတဲ့အရာကိုဖျက်သိမ်းမယ် Antichrist ဆိုတဲ့သူပါလာလိမ့်မယ်ဒီ Antichrist ကဘာလုပ်တိုက်လဲဆိုလို့ရှိရင်ဘေးဒဏ်ကြီး9နှစ်ရဲ့တဝက်လောက်လဲရောက်ပေါ့အဲ့9နှစ်သဘောတူထားတဲ့အလယ်လောက်မှာသူဘာလုပ်လိုက်မလဲဆိုတော့သူ့ရဲ့ငြိမ်းချမ်းရေးကိုသူကပြန်ဖျက်သိမ်းပြီးတော့ယေရုရှလင်ကိုဝင်ပြီးသူစစ်တိုက်လိမ့်မယ်ယေရုရှလင်ကိုဝင်စစ်တိုက်ပြီးတဲ့အခါမှာယေရုရှလင်မှာသူဟာဘယင်ကဲ့သို့ဖျားကဲ့သို့သူ့ကိုယ်သူဖျားကဲ့သို့သူ့ကိုယ်သူဘယင်ကဲ့သို့ဒီတလောကလုံးရဲ့ဩဇာအာဏာအရှိဆုံးသူတယောက်ပါဝါအကြီးဆုံးသူတယောက်ကဲ့သို့သူအဲ့ယေရုရှလင်မှာသူကစင်တာဗဟိုထားပြီးတော့သူ့ရဲ့ဌာနချုပ်ကိုယေရုရှလင်ကနေထားပြီးကမ္ဘာကြီးကိုသူဟာ control လုပ်လိမ့်မယ်ထိန်းချုပ်လိမ့်မယ်အဲ့တော့ဒီသူတို့ငြိမ်းချမ်းရေးသဘောတူထားတဲ့စာချုပ်9နှစ်ကအစမှာ Israel ကနိုင်သွားတဲ့အတွက်ယေရုရှလင်မှာသူတို့ရဲ့ဗိမာန်တော်စောက်ဖို့အခွင့်အရေးကိုဒီအရှိအလယ်ပိုင်းဒေသမှာရှိတဲ့လူမျိုးတွေကသူတို့ပြန်ပြီးခွင့်ပြုလာလိမ့်မယ်အဲ့ခါမှာအခုလက်ရှိတော့ဒီခွင့်ပြုချက်မရအောင်အခုလက်ရှိသူတို့ဗိမာန်တော်စောက်ချင်တဲ့နေရာဒီဒီ Islamic Mosque ရှိတယ် Dome of the Rock လို့ခေါ်တဲ့နေရာเนาะအဲ့မှာနှစ်ခုရှိတယ်တစ်ခုက Al-Aqsa Mosque လို့ခေါ်တယ်နောက်တစ်ခုက Dome of the Rock เนาะအားလုံးသိပါပဲအဲ့ဒီ Dome ရွှေရောင်ကြီးဒီနေရာမှာသူတို့ဂျူးလူမျိုးတွေကဗိမာန်တော်စောက်ချင်တယ်ဒါပေမဲ့သူတို့စောက်လို့မရအောင်ဒါပေမဲ့အဲ့ဒီစစ်ပွဲပြီးတဲ့အခါမှာသူတို့ Peace Treaty လုပ်လိုက်တဲ့အချိန်မှာဒီဗိမာန်တော်စောက်ခွင့်ပါမစ်လည်းကြာလာလိမ့်မယ်အဲ့ဒီပါမစ်ကြောင့်သူတို့ဘာပြန်လုပ်မလဲဆိုလို့ရှိရင်ဗိမာန်တော်ကိုဒီ9နှစ်ရဲ့အစလောက်မှာသူတို့စဆောက်အခုတည်းကတော့စောက်ဖို့ ready ပဲဒါပေမဲ့စောက်ခွင့်မရသေးတာတစ်ချက်ပဲအဲ့စောက်ပြီးတဲ့အချိန်မှာ9နှစ်ရဲ့အလယ်လောက်မှာ Antichrist ကသူ့ရဲ့ empire ကကျွန်တော်စိတ်ထင်သူကဘာဘလုံမှာရှိလိမ့်မယ်ဘာဘလုံကနေပြီးတော့သူဘာလုပ်လိုက်ဘာဘလုံဆိုတာဒီအခုလက်ရှိ Iraq နိုင်ငံเนาะ Iraq နိုင်ငံ Iraq ကနေပြီးတော့သူဘာလုပ်လာမလဲဆိုရင်ဒီ Israel ကိုသူစစ်ချီလာပြီးတော့အဲ့ခါမှာတာယာသောပြည်ကိုဝင်သိမ်းမယ်လို့ဒံယေလအခန်းကြီး7အငယ်43 44 45မှာရေးထားတဲ့အတွက်တာယာသောပြည်ဆိုတာ Israel ကိုပြောတာပါ Israel ကိုဝင်တိုက်ပြီးတော့ယေရုရှလင်ကနေပြီးသူအုပ်ချုပ်လိုက်မယ်ဒါ Antichrist ကဘေးဒဏ်ကြီး9နှစ်ရဲ့အလယ်မှာလာပြီးတော့ဗိမာန်တော်မှာသူတို့ပွဲလုံးနေတဲ့အချိန်ဖြစ်လောက်တယ်ဂျူးတွေဟာယေရုရှလင်ဗိမာန်တော်မှာဒါပေမဲ့ဗြိဉ္ဉ်ကိုချိုးဖောက်သွားတဲ့သူကတော့အဲ့ဒီတရင်ရဲ့9နှစ်ရဲ့အလယ်တော်မှာသူရောက်လာပြီးအဲ့ဒီနေရာကနေသူလာပြီးအုပ်ချုပ်လိုက်မယ်အဲ့ခါမှာဂျူးတွေရဲ့ prophet နှစ်ပါးဖြစ်တဲ့တတ်သိခံနှစ်ပါးကိုလည်းသူတပ်လိုက်လိမ့်မယ်အဲ့တတ်သိခံနှစ်ပါးကတော့တေပြီးတဲ့ခါမှာတေခြင်းကပြန်ထပြီးတော့
ဘုရားသခင်တို့ပြန်ပြီးတော့ကောင်းကင်ကိုချီဆောင်သိမ်းဆဲလိမ့်မယ်ဒီ9နှစ်ရဲ့အလယ်လောက်မှာ antichrist ပေါ်လာရင်ဒါ antichrist သင်ခန်းစာနဲ့ပတ်သက်တဲ့အသေးစိတ်ကိုတော့ကျွန်တော်တစ်ချိန်ရှင်းပြဘူးဒါပေမဲ့ဒီနေ့မှာတော့ကျွန်တော်နည်းနည်းလေးပုံလေးလဲကျွန်တော်မှရှိတဲ့အတွက်ကျွန်တော်တချို့ဟာလေးတွေကိုကျွန်တော်နည်းနည်းရှင်းပြခြင်းတယ် antichrist နဲ့ပတ်သက်ပြီးတော့အချို့ကဟာ antichrist ကယောဟန်လက်ထက်ထဲရရှိတယ်ဘာဖြစ်လို့လဲယခုပင် antichrist ရှိကြတယ်လို့ကျမ်းစာပြောရတဲ့အချို့ကလည်း antichrist ဆိုတာရှိပြီးသားအခုမှ antichrist ရှိတယ်လာမလုံးနဲ့ဟုတ် antichrist ကနှစ်မျိုးရှိတယ်တစ်မျိုးက spirit of antichrist လို့ခေါ်တယ်နော် spirit of antichrist နောက်တစ်ခုကတော့ antichrist မတူ antichrist ကဝိညာဉ်နဲ့ antichrist နဲ့မတူ antichrist ကဝိညာဉ်ဒီ spirit of antichrist ဒီသူအားတကယ်နောက်မှာပေါ်လာမဲ့ antichrist ကပုံစံမျိုးဖျားသခင်ကိုစန့်ကျင်တဲ့သူခရစ်တော်ကိုစန့်ကျင်တဲ့သူအဲ့ဒီစိတ်ဝိညာဉ်ကယောဟန်လက်ထက်ကလေးကလူတွေထဲမှာရှိပြီးသားဒါပေမဲ့ပုဂ္ဂိုလ်တဦးတစ်ယောက်ကိုယဉ်ညွှန်းခြင်းမဟုတ်သေးဘူး။ကျမ်းစာထဲမှာပြောတဲ့နောင်လာမဲ့ပုဂ္ဂိုလ်ကနောက်ဆုံးလာမဲ့ leader နောက်ဆုံးလာမဲ့ခေါင်းဆောင်ခရစ်တော်ကိုစန့်ကျင်မဲ့ဘုရားသခင်ကိုစန့်ကျင်မဲ့ဒီခေါင်းဆောင်ကတယောက်တည်းသောပုဂ္ဂိုလ်ယောဟန်လက်ထက်ကလေးကရှိတာမဟုတ်ဘူးနောက်ဆုံးသောကာလမှာမှလာမှာဒါကိုကျွန်တော်တို့နည်းနည်းလေးအဲ့ဒီကျမ်းပိုက်ကလေးကိုဖတ်ချက်တယောအခန်းကြီး1မှာရှင်ယောဟန်ပထမဆုံးအခန်းကြီး1အခန်းငယ်18မှာချစ်သားတို့ယခုကာလသည်နောက်ဆုံးသောကာလဖြစ်၏ခရစ်တော်၏ရန်သူသည်ဟုသော antichrist ပေါ်လာကြောင်းကိုသင်တို့ကြားသိရသည့်အတိုင်းယခုပင် antichrist အများရှိကြ၏ထို့ကြောင့်ယခုကာလသည်နောက်ဆုံးသောကာလဖြစ်သည်သူကယောဟန်က antichrist နောက်ဆုံးသောကာလမှာလာမှသိတယ်ဒါပေမဲ့သူ့လက်ထက်မှာလည်းအဲ့ antichrist က spirit ကို तू မြင်ရတယ်တော့ဝိညာဉ်ကို तू မြင်ရတယ်အဲ့ခါမှာ तू ဘာဖြစ်တော့လဲဆိုတော့အခုကာလနောက်ဆုံးသောကာလဖြစ်တယ်ဆိုပြီးသူ့လက်ထက်ကလေးက तू ကနောက်ဆုံးသောကာလလို့ကြီးညာပလိုက်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့နေ့ရက်ကတော့ antichrist ပုဂ္ဂိုလ်အစ်စ်လာမှာမဲ့သူ့နေ့ရက်ကတော့ spirit of antichrist မတူပြီးတဲ့အခါမှာကျွန်တော်အခန်းငယ်22မှာမူတာကိုသုံးတော်သူကဘယ်သူနည်းယေရှုသည်ခရစ်တော်မဟုတ်ဟုညင်းပယ်တော်သူဖြစ်သည်ခမဲတော်နှင့်သားတော်ကိုညင်းပယ်တော်သူသည် antichrist ဖြစ်၏တဲ့ antichristos လို့ခေါ်တယ် Greek မှာ antichristos ပုဂ္ဂိုလ်တဦးတစ်ယောက်ကိုရည်ညွှန်းနေခြင်းဖြစ်တယ်သူဒီနောက်ဆုံးသောနေ့ရက်မှာတကယ်ပေါ်လာမှာအမေယောဟန်လက်ထက်တုန်းကတော့ spirit of antichrist ကရှိခဲ့ပြီတယောအခန်းကြီး4အငယ်3မှာတယောအခန်းကြီး4အငယ်3လူစားတိအဖြစ်ကြွလာတော်မူသောယေရှုခရစ်ကိုဝိုးမခံသောဝိညာဉ်မြည်သည်ကဖျားသခင်နှင့်မဆက်ဆိုင်ထို့သောသောဝိညာဉ်ကသင်တို့သည်ကြားခဲ့ပြီးသည့်အတိုင်းဤလောကသို့လာမည်ဖြစ်၍ယခုပင်လာလျက်ရှိသော antichrist ဤဝိညာဉ်ဖြစ်၏တဲ့ antichrist ဤဝိညာဉ်ဒါပေမဲ့ antichrist ပုဂ္ဂိုလ်ကိုယ်တိုင်တော့မပေါ်လာသေးဘူးအဲကြောင့်အသင်းတော်တွေနဲ့ခရစ်တော်ကိုစန့်ကျင်တဲ့ဝိညာဉ်ကအများကြီးကမ္ဘာမှာရှိတယ် Christ ကိုစန့်ကျင်တာဒါပေမဲ့နောက်ဆုံးသောနေ့ရက်တကယ်နောက်ဆုံးသောကာလမှာတော့ပုဂ္ဂိုလ်တဦးတယောက်ကမ္ဘာမှာပေါ်ထွန်းလာလိမ့်မယ်အဲ့ပုဂ္ဂိုလ်ပေါ်ထွန်းမဲ့နေ့ရက်နဲ့ပတ်သက်ပြီးတော့အဓိကကျမ်းစာကပြောခဲ့တဲ့သူ2ယောက်ရှိတယ်အဲ့2ယောက်ကတော့ဒံယေလနဲ့ယောဟန်ဖြစ်တယ်ဒံယေလနဲ့ယောဟန်ကနှစ်ပေါင်းများစွာကြာတယ်ဒါပေမဲ့2ယောက်စလုံးမြင်တဲ့ယူပါယုံ2ယောက်စလုံးကတရက်ကြရင်နောက်ဆုံးသောနေ့ရက်မှာပေါ်လာမဲ့အင်ပါယာကြီးအကြီးကြီးအင်ပါယာကြီးရဲ့ခေါင်းဆောင်နဲ့ပတ်သက်ပြီးသူတို့2ယောက်စလုံးကမြင်ခဲ့ရတယ်သူတို့မြင်ခဲ့တဲ့ပုံစံကလည်းတရိတ်ဆန်နေနဲ့မြင်ခဲ့တာတားရဲတွေ beast တွေနဲ့ယောဟန်တို့ကလည်းတားရဲနဲ့မြင်တယ်ဒံယေလတို့ကလည်းတားရဲနဲ့မြင်တယ်ဟောဒံယေလမြင်ခဲ့တဲ့ယူပါယုံနဲ့ယောဟန်မြင်ခဲ့တဲ့ယူပါယုံနှစ်ခုကအရန်တူတယ်တူပြီးတော့သူတို့ရည်ညွှန်းခြင်းနဲ့ရည်ရွယ်ချက်အားလုံးအတူတူပဲအသေးစိတ်တော့သင်ချိန်မရပါမယ်တချို့ဟာလေးတွေကိုကျွန်တော်နည်းနည်းဖော်ပြချင်တယ်เนาะကျွန်တော်ဒီမှာကျွန်တော်ပုံတစ်ခုရှိတယ်เนาะဒီပုံလေးကျွန်တော်ဒီပုံလေးကိုကြည့်လိုက်တဲ့အခါမှာကျွန်တော်ဒီပုံဒီဘက်ကတော့ဒါအားလုံးဒံယေလအခန်းကြီး2မှာပါတဲ့နေဗုခဒ်နေဇာမှတ်တဲ့အိမ်မက်ပေါ့เนาะဒီဘက်ကရုပ်တုကြီးဒါနေဗုခဒ်နေဇာလာတော့ကဘာဖြစ်ခဲ့တဲ့အိမ်ဟွာလဲဆိုလို့ရှိရင်နေဗုခဒ်နေဇာမှတ်ခဲ့တဲ့အိမ်မက်အဲ့အိမ်မက်ကတော့ဘာလဲဆိုလို့ရှိရင်ရုပ်တုကြီးတစ်ခုသူမြင်တယ်အဲ့ဒီရုပ်တုကိုဘသူကအနက်ပြန်ခဲ့လဲဆိုလို့ရှိရင်ဒံယေလကနေပြီးတော့အဲ့ရုပ်တုကိုအနက်ပြန်ပေးခဲ့တယ်အဲ့ဒီရုပ်တုကဘာလဲဆိုရင်ခေါင်းကတော့ရွှေရောင်တဲ့ရင်ဘတ်နဲ့လက်နှစ်ဖက်ကတော့ဘာလဲဆိုလို့ရှိရင်ရင်ဘတ်နဲ့လက်နှစ်ဖက်ငွေရောင်တဲ့ပြီးတဲ့အခါမှာ1 byte ကတော့
ကြေးဝါရောင်ပြီးတဲ့အခါမှာခြေထောက်နှစ်ဖက်ကတော့တန်လို့ပြောတယ်နော်ခြေပွားနဲ့ဒီခြေပမိုးကတော့ဒါကတော့ရွှွန့်နဲ့တန်နဲ့ရောထားတယ်လို့ပြောတယ်ဒီရွှွန့်နဲ့တန်နဲ့ရောထားတဲ့ဟာကဒါနောက်ဆုံးအင်ပါယာပဲနောက်ဆုံးနေရအကြောင်းဒီခေါင်းကဘာကိုပုံဆောင်လဲဆိုတော့ဒန်ရီလာပုံပေါ်တင်ပြောပလိုက်တယ်ယခုမှတ်တဲ့ဦးခေါင်းရွှေရတဲ့ကိုတော်ဖြစ်တယ်တဲ့ကိုတော်ဆိုတာဘာတူလဲနေဘုခနေစာနေဘုခနေစာဆိုတာကျွန်တော်သိရတဲ့အတိုင်းပဲဘာဘလုံနိုင်ငံရဲ့ဘုရင်ပြီးတဲ့အခါမှာရင်ဘတ်နဲ့လက်နှစ်ဖက်ကတော့ငွေဘာဘလုံပြီးတဲ့အခါမှာနောက်တဲ့နိုင်ငံတစ်နိုင်ငံတက်လာတယ်အဲ့တက်လာတဲ့နိုင်ငံကတော့ Persia ဖြစ်တယ်ပေရတိနိုင်ငံပြီးတဲ့အခါမှာ1 byte နဲ့ပေါင်ကတော့ကြေးဝါရောင်တဲ့အဲ့ကြေးဝါရောင်ကတော့ကျွန်တော်အားလုံးသိတယ် Persia Empire ပြီးတဲ့အခါမှာဒိုင်လအခန်းကြီး30မှာအဆုံးပိုင်းတော့မှာဘာပြောလဲဆိုတော့ Greek Empire တက်လာမယ်လို့ပြောတယ်ဟေလသဘုရင်ဒါကတော့ Alexander the Great အားလုံးသိတယ် Greek Empire ပြီးတဲ့အခါတန်ကတော့ဒါကျွန်တော်သိတဲ့အတိုင်းပဲသူလဲဆိုလို့ရှိရင်ရောမ Empire ဖြစ်တယ်တန်ကနော်ရောမ Empire တန်ကတော့ကျွန်တော်ဒီမှာသားရဲ၄កောင်နော်ကျွန်တော်ဒီမှာဒန်ရီလမြင်တယ်ဒန်ရီလအခန်းကြီး9မှာပါတယ်ဒီသားရဲ၄កောင်ရဲ့အကြောင်းနော်ဒန်ရီလအခန်းကြီး9မှာဒီသားရဲ၄កောင်ကပထမသားရဲကတော့ချင်းသေးတယ်ဒုတိယသားရဲကတော့ဝက်ဝွန်တတိယသားရဲကတော့ချက်သေးစတုဒ္ဒသားရဲကတော့ဒါအားလုံးကျွန်တော်တို့ကျမ်းစာထဲမှာနာမည်မပြောဘူးသူ့ကိုကြောက်မက်ဖွယ်သောသားရဲလို့ကျမ်းစာရေးထားတယ်အဲ့ဒါကိုဘယ်သူမှတ်ခဲ့လဲဆိုရင်ဒန်ရီလကဒီသားရဲ၄កောင်ကိုအခန်းကြီး9မှာသူမြင်ခဲ့ပထမသားရဲကချင်းသေးကဘာတူလဲဆိုတော့ဘာဘလုံဖြစ်တယ်ဒုတိယသားရဲဝက်ဝွန်ကတော့ Persia ဖြစ်တယ်တတိယသားရဲချက်သေးကတော့ Greek Empire ဖြစ်တယ်စတုဒ္ဒသားရဲကြောက်မက်ဖွယ်သောသားရဲကတော့ဒါရောမ Empire ကိုပြောတာပါဒါပေမဲ့ prophetic ကအများအား double meaning ရှိတယ်နှစ်ခါကျွန်တော်တို့အဓိပ္ပာယ်ပြန်လို့ရတယ်နော်ဘာကြောင့်လဲဆိုလို့ရှိရင်ဖြစ်လက်တန်သောအရာတွေကဖြစ်ခဲ့ဘူးတာနဲ့တူတယ်လို့ပြောခဲ့တဲ့အတွက်ဒီနောက်ဆုံးကျမ်းစာမှာသားရဲနောက်ဆုံးတစ်ကောင်မြင်ခဲ့တဲ့သားရဲကတော့ကြောက်မက်ဖွယ်သောသားရဲသည်နောက်ဆုံးသောကာလမှာယောဟန်ကလည်းဘေးဒဏ်ကြီး9နှစ်ရဲ့အဆုံးပိုင်းမှာပြန်လာမယ်လို့ပြောတယ်အဲ့သားရဲနဲ့ပတ်သက်ပြီးတော့နော်အဲ့သားရဲနဲ့ပတ်သက်ပြီးတော့ဘေးဒဏ်9နှစ်ရဲ့အဆုံးပိုင်းလောက်မှာလည်းနော်ဘေးဒဏ်9နှစ်ရဲ့တဝက်မှာပေါ်လာမယ်ဗျာဒိတ်ခန်းကြီး73မှာပေါ်ပြထားတယ်အဲ့သားရဲဒီသားရဲဖြစ်တယ်နော်အဲ့သားရဲကတော့ဘာလဲဆိုလို့ရှိရင်ဂျိုဆယ်ချောင်းရှိတဲ့သားရဲတဲ့ဂျိုဆယ်ချောင်းပြီးတဲ့ခါမှာတော့သူ့ရဲ့ပုံစံကကြောက်မက်ဖွယ်သောပုံစံရှိတယ်တဲ့ဒီသားရဲကိုတော့ကျွန်တော်တို့ဟာဗျာဒိတ်အခန်းကြီး73မှာယောဟန်ကအသေးစိတ်ပြန်မြင်ခဲ့ရတယ်ယောဟန်အသေးစိတ်ဒန်ယေလလည်းအသေးစိတ်မြင်ခဲ့တယ်ဒါပေမဲ့ယောဟန်တွေ့တဲ့အချိန်မှာတော့ပိုပြည့်စုံသွားပြီအဲ့ဒီသားရဲကတော့ကျွန်တော်တို့သိတယ်နောက်ဆုံးသောနေ့ရက်မှာပေါ်လာမယ်ကဘာကြီးကိုအုပ်စိုးမဲ့ Antichrist ဖြစ်တယ်ပထမကတော့ဒါဘာဘလုံဒါကတော့ Persia ဒါကတော့ Greek ဒါကတော့ယောမဖြစ်တယ်ဒါပေမဲ့နောက်ဆုံးသောနေ့ရက်မှာယောဟန်ပြန်မြင်တယ်ဒီသားရဲကိုအဲ့ဒါဘာလဲဆိုတော့နောက်ဆုံးသောနေ့ရက်မှာပြန်ပြီးကဘာကြီးကိုအုပ်စိုးမဲ့ Antichrist ဖြစ်တယ် Antichrist ကနောက်ဆုံး empire ပေါ့နော် the last empire နောက်ဆုံး empire နဲ့ပတ်သက်ပြီးတော့တမန်တော်ကြီးယောဟန်ကဗျာဒိတ်ခန်းကြီး73မှာပြန်မြင်ခဲ့ပါတယ်အဲ့တော့ကျွန်တော်ဗျာဒိတ်73မှာယောဟန်မြင်တဲ့သားရဲကြတော့ပိုပြည့်စုံသွားပြီเนาะအဲ့သားရဲကိုကျွန်တော်တစ်ချက်လောက်ပြချင်เนาะအဲ့သားရဲနဲ့ပတ်သက်ပြီးဒီမှာเนาะကျွန်တော်တို့ဒီသားရဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တစ်ချက်လောက်ပြချင်တယ်ဒီသားရဲကဘာလဲဆိုရင်ခေါင်းခုနှလုံးနဲ့ဂျိုဆယ်ချောင်းရှိတယ်လို့ပြောတယ်အလွန်ကြောက်မက်ဖွယ်သောသားရဲပဲမဒန်ယေလမြင်တော့ကတော့ဒီသားရဲကဘာမပါဘူးလဲဆိုရင်ဒီသားရဲမှာဒန်ယေလမြင်ခဲ့တဲ့ခေတ်တုန်းကဘာမပါဘူးလဲဆိုတော့ခေါင်းခုနှလုံးမပါဂျိုကတော့10ချောင်းပါတယ်အဲ့မဲ့အဲ့ဂျို10ချောင်းထဲမှာမှဂျိုငယ်ပြန်ပေါက်တယ်လို့ပြောအဲ့ဂျိုငယ်ကကျွန်တော်ခုနပြောတဲ့ Antichrist က Antichrist ကိုယဉ်ညွှန်းခြင်းပဲဟိုဒါကတော့ခေါင်းခုနှလုံးနဲ့ဂျို10ချောင်းလို့ပြောတဲ့ဒန်ယေလဗျာဒိတ်အခန်းကြီး73မှာဘယ်သူမြင်ခဲ့လဲဆိုရှင်ယောဟန်မြင်ခဲ့ယောဟန်ကြီးเนาะဒီသားရဲကိုသူမြင်တဲ့သားရဲထဲမှာဘာပါလဲဆိုလို့ရှိရင်ဒီဂျိုဆယ်ချောင်းမှာတရဖူဆယ်စုစောင်းထားတယ်လို့ပြောတယ်တရဖူဆယ်စုကတော့ Antichrist နဲ့အတူပါလာမဲ့နိုင်ငံ10နိုင်ငံဂျိုဆယ်ချောင်းဆိုတာနိုင်ငံ10နိုင်ငံတရဖူဆယ်စုဆိုတာဘရင်10ပါးသူနဲ့အတူနောက်ကနေလိုက်လာမဲ့နိုင်ငံတွေရှိတယ်ရှင်ဘရင်တွေရှိတယ်နိုင်ငံခေါင်းဆောင်တွေရှိတယ်အဲ့မှာဒီသားရဲကခေါင်း9လုံးရှိပြီးတော့တဲ့ခေါင်းတစ်လုံးကတဲ့တေအောင်ကွက်မြက်ပြီးတော့တဲ့ခေါင်းကဲ့သို့ဖြစ်ပြီးတဲ့တေစီတက်တဲ့ဒဏ်ချက်ပြောက်ပြီးပြန်လာတယ်လို့ပြောတယ်နော်တေစီတက်တဲ့ဒဏ်ချက်ပြောက်တယ်ဆိုတော့အတိတ်တုန်းကအင်ပါယာတယောက်ယောက်ဖြစ်လိမ့်မယ်
အတိတ်တုန်းက empire တစ်ခုခုကနေပဲပြန်လာလိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်ရတယ်။အမေထူးဆန်းတာကအဲ့သားရဲ့ပုံစံကဗျာဒိတ်အခန်းကြီး73အငယ်1နဲ့3မှာ4ထိမှာဟုတ်။ဘာပြောလဲဆိုတော့ဒီသားရဲ့ပုံစံစတိပုံစံရှိတယ်เนาะဒါကျွန်တော်စတိပုံစံဒီပုံတွေကတော့ကျွန်တော်ဆွဲတာမဟုတ်ပါဘူးဒါကျွန်တော်သူများဆွဲခိုင်းတာပါเนาะဒီပုံတွေကတော့ဒါဒီမြန်မာနိုင်ငံကအတိတ်တယောက်ကိုကျွန်တော်ပြန်ဆွဲခိုင်းတဲ့ပုံတွေပါအဒီမှာဘာပါလဲဆိုလို့ရှိရင်စတိပုံဟာဒီစတိကတဲ့ခန္ဓာကိုယ်ကပဲစတိသူ့ရဲ့နှက်ခမ်းကြတော့ရှင်သိနှက်ခမ်းတဲ့ပါဇက်ကရှင်သိပါဇက်တဲ့ပြသူ့ရဲ့6ရောက်ကြတော့တဲ့စတိ6ရောက်မဟုတ်သူ့ရဲ့6ရောက်ကြတော့ဝတ်ဝင်6ရောက်တဲ့သူ့ရဲ့6ရောက်ကဝတ်ဝင်6ရောက်6ရောက်ကဝတ်ဝင်နှုတ်ကကြတော့ရှင်သိနှုတ်ခန္ဓာကိုယ်ကကြတော့စတိခန္ဓာကိုယ်ကျွန်တော်ခုနမြင်ခဲ့တဲ့တာရဲ့ရှင်သိရဲ့ဝတ်ဝင်ရဲ့စတိအဲ့ဘာတွေလဲဘာဘလုံရဲ့ဖာရှာရဲ့ဂရိအတိတ်ကအင်ပါယာကြီး3ခုပြန်ပေါင်းထားတဲ့နောက်ဆုံးကြောက်မက်ဖွယ်သောတာရဲ့သည်နောက်ဆုံးတာရဲ့သည်အတိတ်ကအင်ပါယာကြီး3ခုရည်ညွှန်းတဲ့တရိษံတွေ3កောင်စလုံးပေါင်းထားတယ်အတိတ်ကအင်ပါယာတုန်းကတော့ချင်းသေးဆိုချင်းသေးပဲဝတ်ဝင်ဆိုဝတ်ဝင်ပဲချက်သေးဆိုချက်သေးပဲဒါပေမဲ့နောက်ဆုံးပေါ်လာမဲ့အန်တီခရစ်ကြတော့ဒီအင်ပါယာ3ခုစလုံးကိုရည်ညွှန်းနေတယ်အဲဆိုထူးဆန်းတာကဒီအင်ပါယာ3ခုစလုံးကအတိတ်ကဘယ်ကနေပြီးအုပ်ချုပ်ခဲ့လဲဆိုတော့ဘာဘူးလုံကနေအုပ်ချုပ်ခဲ့တယ်ဒီအင်ပါယာ3ခုစလုံးကနေဘုခါနေစားလဲဘာဘူးလုံကအုပ်ချုပ်တယ်ပါရှာမီဒိုပါရှာလို့ပြောတယ်မေဒီပြည်ပေရတိပြည်ရလဲဘယ်ကအုပ်ချုပ်လဲဘာဘူးလုံကပဲအုပ်ချုပ်တယ် Greek Empire Alexander the Great ကအုပ်ချုပ်မှုအောက်ကလည်းဘာဘူးလုံကနေပဲသူတို့အုပ်ချုပ်သူတို့ရဲ့ headquarters အားလုံးကဘယ်မှာပဲရှိလဲဆိုလို့ရှိရင်ဘာဘူးလုံမှာပဲရှိတယ်ဒါကြောင့် Antichrist ရဲ့ Empire ဒီဘာဘူးလုံကပေါ်လာမယ်လို့ကျွန်တော်တို့ယူဆရတယ်ဘာကြောင့်လဲဆိုတော့ Israel နဲ့ကျွန်တော်ခုနပြောတဲ့ဘေးဒဏ်ကြီးအစမှာ Peace Treaty မလာခင်မှာဖြစ်မဲ့စစ်ပွဲအဲ့စစ်ပွဲမှာလာတဲ့နိုင်ငံတွေကိုကြည့်ကြည့်ပါ Middle East ကနိုင်ငံတွေနဲ့ Northern Africa နဲ့မြောက်ပိုင်းနိုင်ငံတွေနဲ့လာတယ်မြောက်ပိုင်းဆိုတာဒါအပေါ်ဘက်ကတူရကီတို့ဘက်ကဒီစစ်လာတိုက်တဲ့နိုင်ငံတွေတော်တော်များများအားလုံးက Middle East ကနေလာတဲ့ Israel တွေဂျူးတွေနဲ့မတည့်တဲ့နိုင်ငံတွေကပဲလာတာဒီထဲမှာအခုနောက်ဆုံးလာမဲ့ Empire ကြီးဒီအဲ့ထဲကနေတခုခုဖြစ်လိမ့်မယ်အဲ့ထဲကနေလို့ပြောတဲ့အခါမှာအရှိအလေပိုင်းဒေတာကနေဖြစ်နိုင်ခြေရှိတယ်အတူဒီဘာလို့ကျွန်တော်တို့ဘာဘလုံကဖြစ်နိုင်ခြေအများဆုံးလဲဆိုတော့ဒီသားရဲကြောင့်ဖြစ်တယ်ဒီသားရဲတစ်ကောင်ကမှတရုတ်နဲ့လည်းမဆိုင်ဘူးအမေရိကနဲ့လည်းမဆိုင်ဘူးအစ္စရေးနဲ့လည်းမဆိုင်ဘူးကြောင့် Antichrist ဒီအစ္စရေးကလည်းမဖြစ်နိုင်ဘူးဂျူးကလည်းမဖြစ်နိုင်ဘူးအမေရိကကလည်းမဖြစ်နိုင်ဘူးဟိုတရုတ်ပြည်ကလည်းမဖြစ်နိုင်ဘာကြောင့်လဲဆိုတော့ကျမ်းစာကဖော်ပြတဲ့ prophetic picture တွေနဲ့ဒီနိုင်ငံတွေနဲ့ဘာမှမဆိုင်လို့ဖြစ်တယ်နော် Adolf Hitler တုန်းကလည်းအားလုံးက Antichrist ပဲထင်တယ်ဘာလို့ဆိုတော့ तू ကဂျူးတွေကိုတတ်တာ哦ဂျူးပေါင်း6တန်းကိုနာဇီပါတီက Empire ကြီးကတပ်ပလိုက်တာဂျာမနီကတပ်ပလိုက်တာဂျူးတွေကို6တန်းလောက်ရှိတယ်အကုန်လုံးဓာတ်ငွေခန်းထဲမှာထည့်ပြီးတပ်ပလိုက်တာမသိရင်ပဲပြီးတော့ပိုဆိုးတာတခုက Hitler အုပ်ချုပ်ခဲ့တာလေအဲ့တုန်းကဘယ်နှစ်လဲဆို9နှစ်ပဲအဲ့တော့မသိရင်ပဲ Hitler ကပဲ Antichrist လို့ဂျူးတွေကိုမုန်းတဲ့သူဂျူးတွေကိုအဓိကတတ်တဲ့သူဆိုတော့ကျွန်တော်တို့ထင်တာအဲ့လိုကဘာမှာအခုဖြစ်နေတဲ့အခြေအနေတိုင်းဟိုသာလိုက်ပြီးတော့ Antichrist နဲ့လိုက်အနက်ပြန်မယ်ဆိုရင်ကျွန်တော်တို့မူးသွားလိမ့်မယ်ကဘာမှာအများကြီးပဲเนาะချိုကဒီအော်စမာဘင်လာဒင်ပေါ်လာတော့လေဘင်လာဒင်ဟာ Antichrist လားမသိဘူးတချို့ကအဲ့လိုမျိုးအိုဘားမားပေါ်လာတော့လေအိုဘားမားလားမသိဘူးကဘာမှာရှိသမျှခေါင်းဆောင်တွေလည်းကုန်ပြီအကုန်လုံး Antichrist ဆိုပြီးထည့်တွက်ကြတာဒါကြောင့်ကျွန်တော်တို့ကဒီလိုပုံစံပြန်လို့မရအခုလက်ရှိရလဲဟာအချို့က Trump ကိုမုန်းတဲ့သူက Trump ပဲအဲ့တရုတ်တမ်မရာကိုရှီချင်းဖင်ကိုမုန်းတဲ့သူကလည်းသူပဲကျွန်တော်ကဘာဖြစ်လာလဲဆိုလို့ရှိရင် prophecy ကိုအနက်ပြန်တဲ့အခါအခြေအနေတွေကိုကြည့်ပြီးလိုက်ပြန်တဲ့အတွက်ကျွန်တော်ချော်သွားနိုင်တယ်။တမန်ကျမ်းစာရဲ့ prophecy ကတော့ကျမ်းစာဟာကျမ်းစာပဲကျွန်တော်တို့အခြေအနေကိုကျမ်းစာကိုလိုက်ပြောင်းခိုင်းလို့မရကျမ်းစာကခိုင်လုံနေကျမ်းစာကတေးသေးချာချာဒန်ယေလနဲ့ယောဟန်တေချာမြင်ခဲ့တယ်ဒီနိုင်ငံကဘာပဲလဲဆိုရင်ဘာဘလုံပါရှာဂရိတစ်ချိန်က
အုပ်စိုးခဲ့တဲ့ဒီနိုင်ငံတွေဒီသားရဲတွေဟာဒီနိုင်ငံတွေတဲကနေပြီးတော့ပဲပြန်ပေါ်လာလိမ့်မယ်ပြန်ပေါ်လာလိမ့်မယ်ဘာလို့ချင်းသိဗဇက်လို့ပြောတာလဲဆိုတော့ချင်းသိကဘာဘလုံ authority ဒီဘယ်ကလာမလဲဆိုတော့သူတို့ရဲ့ headquarter authority ဒီဘာဘလုံကနေလာလိမ့်မယ်ဘာလို့ဝန်ချရောက်လို့ပြောတာလဲတစ်ချိန်က partial empire အရန်ကြီးခဲ့တယ်နော်ပေရတိနိုင်ငံဆိုတာဒါကြောင့်အရန်ကြီးတယ်ဓမ္မဟောင်းကျမ်းမှာဖတ်ကြည့်ပါပေရတိနိုင်ငံရဲ့ influence ကအဝေးအုပ်ချုပ်ခဲ့တယ်နိုင်ငံအများကြီးကိုအုပ်ချုပ်ခဲ့တယ်အဲ့တော့ကျတဲ့ဝဝွန်ချင်းတဲ့သူတို့ရဲ့အခွင့်အာဏာသူတို့ရဲ့ဝဝွန်ရဲ့6နောက်ကတစ်ချိန်ကဘေးနေရာတွေကိုနင်းခဲ့တယ်အော် anti christ က empire ရဲ့အောက်မှာဒီနိုင်ငံတွေအများကြီးပါလာလိမ့်မယ်ဒါဆိုရင်နိုင်ငံအများကြီးရဲ့အောက်မှာ anti christ ကိုဒီနိုင်ငံတွေကဝန်ခံမယ်ဆိုတော့ anti christ empire ဒီနိုင်ငံတနိုင်ငံကိုယဉ်ညွှန်းခြင်းမဟုတ်ဘဲနဲ့သူ့ရဲ့လွှမ်းမိုးမှုဘာသာတစ်ခုဖြစ်မယ်သူ့ရဲ့ကိုးကွယ်မှုသူ့ကိုကြိုက်လို့သူ့ကိုဝန်ခံလို့နောက်ဆုံးသူဒီခရစ်တော်ကိုစန့်ကျင်တဲ့ဩဝါဒနဲ့ကမ္ဘာကိုအုပ်ချုပ်လိမ့်မယ်ခရစ်တော်ကိုစန့်ကျင်သူဖြစ်တဲ့အတွက်ခရစ်ယာန်ကတော့မဖြစ်နိုင်မေရှိယကိုစန့်ကျင်တာအဓိကယေရှုဒီခရစ်တော်ဖြစ်တယ်ဆိုတော့စန့်ကျင်တာ anti christ ပဲဆိုယေရှုခရစ်တော်ဖြစ်တယ်ယေရှုဟာမေရှိယဖြစ်တယ်ယေရှုဟာဖျားသားတော်ဖြစ်တယ်ဆိုတော့စန့်ကျင်မှာဒီယာဒီဒီသူ့ရဲ့ခံယူချက်သူ့ရဲ့ကိုးကွယ်မှုသူ့ရဲ့ဩဝါဒနောက်ကိုလိုက်မဲ့နိုင်ငံတွေအများကြီးဟာဒီ anti christ ရဲ့နောက်ကိုသူလိုက်လာလိမ့်မယ်နော်သူကတော့ခုကျွန်တော်တို့ဒီပုံမှာပါတဲ့အတိုင်းပဲဒီ empire ကြီး၃ခုလို့ပြောတဲ့အတွက်ဘာဘလုံကနေပြီးတော့ထွက်လာနိုင်ခြင်းရှိတယ်ဘာဘလုံမျိုးဟာကျွန်တော်တို့1040 window ရဲ့အလဲဗဟိုဖြစ်တယ်1040ရဲ့နော်1040ရဲ့ဒီအေးဝင်ကလေးသတင်းစကားဝေမျှခတ်တယ်ဝင်ရလဲခတ်တယ်ဟောရလဲခတ်တယ်လက်မခံတဲ့နိုင်ငံတွေနော်အဲ့ဒီနိုင်ငံတွေရဲ့အလဲလောက်မှာရှိတယ်နော်အလဲလောက်မှာစန်တာပေါ့ကမ္ဘာရဲ့အလဲဘိုးဟာယေရုရှလင်ဖြစ်တယ်လို့ပဲနော်ဒီဘာဘလုံဟာလဲဒီ Middle East ပေါ့နော်ဒီပြီးတော့ဘာဘလုံသူဒီ1040 window ရဲ့အလဲလောက်မှာရှိတယ်အဲ့ဒီနိုင်ငံဒီနိုင်ငံလို့ပြောတဲ့အခါနိုင်ငံတစ်နိုင်ငံကိုစားပြုပြီးတော့ပေါ်လာမှာမဟုတ်ဘူးဒီ anti christ ဒီသူဘာလုပ်တော့မလဲဆိုရင်သူဟာကဘာကိုသူပေါ်လာတဲ့အခါမှာသူပေါ်လာရင်ဘာတွေဖြစ်မလဲဆိုတဲ့ဟာလေးကိုကျွန်တော်ရှင်းပြချင်တယ်